လူတယောက်မှာဝင်ငွေတစ်ခုမကရှိတဲ့နဲ့ဆိုတာအလုံးနှစ်ခုပြိုင်လို့လောက်ခိုင်းတာမျိုးမဟုတ်ပါဘူးကိုကဘလို့ဝင်ငွေရှာနေလဲဆိုတာသိထားဖို့လိုပါတယ်ဥပမာလုံအားနဲ့အချိန်ကိုယဉ်ပြီးတော့ဝင်ငွေရှာနေရလားဒါမှမဟုတ်ရင်အရင်းနှီးတစ်ခုလုပ်ပြီးအမျက်အစွန်းနဲ့ဝင်ငွေရှာနေရလားဒါမှမဟုတ်ရင်လေကိုရင်းနှီးထားတဲ့အရာတစ်ခုကနေတစ်ဆင့်ကိုအိတ်နေချိန်မှာတောင်ဝင်ငွေရနေတာမျိုးလားဒီလိုဝင်ငွေမျိုးစား9မျိုးရှိပြီးတော့အဓိကဝင်ငွေမျိုးစားတော့3မျိုးရှိပါတယ်ပထမတစ်မျိုးကတော့ active income ကိုအချိန်နဲ့လုံအားစိုက်ထုတ်ပြီးရလာတဲ့ဝင်ငွေမျိုးစားပါမနက်ထရုံးသွားတနေ့ကုန်ရုံးမှအလုပ်လုပ်ညနေရုံးပြန်အဲ့ဒီကနေရလာတဲ့ salary က active income ပါအခုချိန်မှာရှိလာတဲ့ remote work တွေ freelance work တွေနဲ့ work from home အလုပ်တွေကလည်းတကယ်တော့ active income မျိုးစားပဲဖြစ်ပါတယ် active income ရဲ့မကောင်းတဲ့အချက်ကတော့အခွင့်ဆောင်ရမှာအများဆုံးဖြစ်လိမ့်ရှိတဲ့အချက်ပါပဲဒါပေမဲ့နောက်ပြောပြမယ့်ဝင်ငွေနှစ်ခုဖြစ်လာဖို့က active income ကိုအားကိုးရတယ်ဆိုရင်မမှားပါဘူးဒုတိယတစ်ခုကတော့ portfolio income ဆိုတဲ့အမြတ်အစွန်းဝင်ငွေမျိုးစားပဲဖြစ်ပါတယ်ရှင်းအောင်ပြောရရင်ပစ္စည်းတစ်ခုကိုဝယ်တော့ဈေးထက်ပိုများတဲ့ဈေးနဲ့ပြန်ရောင်းပြီးတော့ရရှိလာတဲ့အမြတ်အစွန်းဝင်ငွေကိုပြောတာပါအဲ့ထဲမှာရွှေပါမယ်ကားတွေအိမ်တွေခြံတွေပါမယ်စုချင်းငွေတွေပါမယ် stock share တွေပါမယ်ဒါကကိုပိုင်ဆိုင်တဲ့အရာတစ်ခုကိုရင်းတည်ပြီးတော့အမြတ်အစွန်းရှာတဲ့ဝင်ငွေအမျိုးအစားပဲဖြစ်ပါတယ်တချို့လူတွေကတော့ active income ကနေစုဝယ်ပြီးတော့ portfolio income ကိုဖန်တီးယူကြတာပါတတိယတစ်မျိုးကတော့ passive income အမျိုးအစားပါ portfolio income နဲ့ဘာကွာလဲဆိုရင်တော့ကိုပိုင်ဆိုင်ရင်းနှီးမြှုပ်နှံထားတာကိုအမြတ်ငွေရတာနဲ့ပြန်ရောင်းလိုက်တာမျိုးမဟုတ်ဘဲနဲ့ကိုယ့်လက်ထဲမှာပဲထားပြီးတရည်နဲ့ဝင်ငွေရနေတာမျိုးပါဥပမာတိုက်ခန်းတစ်ခန်းကိုအမြတ်ရတာနဲ့ရောင်းလိုက်တာမျိုးမဟုတ်ဘူးလူငါးတင်ပြီးတော့တရည်နဲ့ပုံမှန်ဝင်ငွေသိပ်ယူတာမျိုးကိုပြောတာပါနောက်တစ်ခုကမူပိုင်ခွင့်မှတ်ပုံတင်လို့ရတဲ့စာအုပ်ရေးတာတက်ချင်းဖန်တီးတာထုတ်ကုန်တစ်မျိုးမျိုးကိုဖန်တီးထုတ်လုပ်တာဒါမျိုးတွေလည်းပါပါတယ်စာအုပ်ကိုပုံနှိပ်နေတိုင်းတက်ချင်းကိုနားဆင်သူပြန်သုံးသူရှိတိုင်းထုတ်ကုန်ကိုလည်းသုံးနေတဲ့သူရှိတိုင်းဝင်ငွေရနေတာမျိုးပါတခါအားထုတ်ပြီးသွားရင်တရည်နဲ့သိပ်ယူလို့ရတဲ့ဝင်ငွေမျိုးစားကို passive income လို့ခေါ်ပါတယ်လူတယောက်မှာဝင်ငွေတစ်ခုမှရှိတဲ့နေဆိုတာလေဒီဝင်ငွေအမျိုးအစား၃ခုတွေကနေ2ခုလောက်တော့ရှိတဲ့တယ်လို့ပြောတာဆိုရင်ပုံမှန်ပါလိမ့်မယ်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ပိုင်းမှာလည်း fashion မိသမျှကိုပြန်လဲမျှဝေပေးပါမယ် Hi story